အဖွားကြီးကကားလမ်းကူးနေပေမဲ့စပင်းစီးလာတဲ့ကောင်မလေးကအရှိန်ကိုလုံးဝမလျှော့တဲ့အခါမှာတော့ဝင်ပြီးတော့တိုက်မိသွားခဲ့ပါတယ်။ခဏနေတော့အဖွားကြီးကပျောက်ကွယ်သွားခဲ့ပါတယ်။ဒီလိုထူးဆန်းတဲ့ຢာတွေကိုကောင်မလေးဟာခဏမြင်နေရပြီးတော့နှင်းလျှောစီးနေတဲ့ဦးလေးကြီးရဲ့အိမ်ရှင်မှာတန်ရှင်းလို့နေတဲ့ဦးလေးကြီးတွေကခဏနေပျောက်ကွယ်လို့သွားကြပါတယ်။စကားပြောနေကြတဲ့ចောင်းသားတွေကလည်းအဲ့ဒီလိုပါပဲပျောက်ကွယ်သွားကြပါတယ်။ကောင်မလေးဒီလိုမျိုးတွေမြင်တာကတော့လွန်ခဲ့တဲ့10နှစ်ပောက်ကွယ်မှုဖြစ်တုန်းကမြို့တွေကလူတော်တော်များများတည်သွားကြပါတယ်။နေတိုင်းတူညီတဲ့အချိန်နဲ့နေရာတွေမှာလူတွေပေါ်လာပြီးတော့ပျောက်ကွယ်သွားကြသလိုဒါဘာကြောင့်လဲဆိုတာလေ့လာဖို့အတွက်အကြောင်းမှာအဲ့ဒါနဲ့ပတ်သက်တဲ့ဘာသာရပ်ကိုចောင်းသားတွေလေ့လာကြပါတယ်။အဖေဖြစ်တဲ့သူပောက်ကွဲမှုမှာတည်ဆုံးသွားတဲ့ကလေးတွေကလည်းလာတက်ကြပြီးတော့အဲ့ဒီအကြောင်းကိုပို့ပြီးတော့စိတ်ဝင်စားလာကြပါတယ်။မင်းမပါတက်တဲ့ရှိလေသူကဘယ်သူလဲထူးဆန်းတဲ့ကောင်မလေးကိုလူတွေဝိုင်းပြီးတော့ကြည့်ကြပါတယ်။သူကတော့ចောင်းသူမဟုတ်ပါဘူး။ဘသူကမှဒုက္ခမပေးဘဲနဲ့တက်တာပြပြီးတော့ပျောက်ကွယ်လို့သွားပါတယ်။ကောင်မလေးအိမ်မြန်ရောက်တဲ့အခါမှာတော့စိတ်ပေါ်ပါတော့အောင်ရေချိုးကောင်းရှောင်နေပေမဲ့လူတယောက်ကိုတွေ့တဲ့အခါမှာတော့လန့်ပြန်သွားပါတယ်။ကောင်လေးကကောင်မလေးကိုအနေမပေးဘဲနဲ့မှန်ရှိသွားပြီးတော့စာရေးပြီးတော့ပျောက်သွားပါတော့တယ်။ကောင်မလေးကလည်းကြောက်လန့်ပြီးတော့ဆရာကိုပြောပြပေမဲ့ဆရာကချော်လဲပြီးတော့ထင်အောင်ထင်မှားဖြစ်နေမယ်လို့ပြန်ပြောပါတယ်။ကောင်မလေးကအခန်းထဲကိုပြန်လာကြည့်ပေမဲ့အချိန်လွန်သွားပြီဖြစ်တာကြောင့်ကောင်လေးကိုလည်းမတွေ့တော့ပါဘူး။ထမင်းစားနေတော့မှအဖေဖြစ်တဲ့သူရဲ့ပုံစံမတူတဲ့ပုံရိပ်တွေပေါ်လာခဲ့ပြီးတော့ပြန်ပြီးတော့ပျောက်ကွယ်သွားတော့ဝမ်းနေလို့သွားပါတယ်။ဘဝတူတဲ့တငယ်ချင်းတယောက်နဲ့တွေ့ပြီးတော့အဲ့ဒီတငယ်ချင်းကကောင်မလေးကိုထူးဆန်းတဲ့နေရာတစ်ခုကိုခေါ်သွားပြီးတော့အရေးဖြူဖြူလေးတွေကသူတို့ရဲ့ခန္ဓာကိုယ်ကိုဖျက်ပြီးတော့ထွက်သွားကြပါတယ်။ကောင်လေးကအရင်လောက်တော့ကတွေ့ရတဲ့အရေးဖြူတွေဟာနည်းနည်းပဲရှိပြီးတော့ဒီလောက်မှတော့အရန်ကိုများနေတယ်လို့ပြောပြပါတယ်။နှစ်ယောက်သားဘာကြောင့်ဖြစ်တာလဲဆိုတာစုံစမ်းဖို့သွားကြပြီးအခန်းပေါ်မှာခဲရောင်မီးလုံးလေးတက်လိုက်ပါတယ်။အကုန်ပြင်ဆင်ပြီးတဲ့အခါမှာတော့6နိုင်ခွဲနေပြီဖြစ်ပြီးတော့ကောင်လေးရဲ့ပုံရိပ်ကပေါ်လာခဲ့ပြီးအဲဒီတစ်ခေါက်မှာတော့ကောင်မလေးကိုတွေ့သွားပြီးစိုက်ကြည့်လိုက်ပြီးတဲ့နောက်မှာတော့ဘာတင်ရမှရမသွားခဲ့တာကြောင့်ကံကောင်းနေလို့ပဲပြောရမှာပါ။ကောင်လေးကတော့လွန်ခဲ့တဲ့10နှစ်ကကောင်မလေးအသက်ခံလိုက်ရတဲ့သတင်းလာပြပြီးသတင်းထဲမှာဟိုနီကမြင်လိုက်ရတဲ့ကောင်လေးပါနေပြီးတော့ကောင်မလေးအသက်ခံရပြီးတဲ့နောက်နေ့မှာကောင်လေးဟာတက်တည်သွားတယ်လို့ရဲတွေကပြောထားတာပါ။နေရောက်သားဆွေးနွေးနေကြတဲ့အချိန်မှာကောင်မလေးရဲ့အဖေကလွန်ခဲ့တဲ့6နှစ်ကသတင်းစာကိုကင်ထားတာတွေ့လိုက်ရပြီးတော့ကောင်မလေးရဲ့အဖေဟာလွန်ခဲ့တဲ့10နှစ်ကတည်ဆုံသွားတယ်ဆိုတာကတော့နည်းနည်းလေးထူးဆန်းနေပါတယ်။သတင်းစာထဲမှာလည်းကောင်မလေးတယောက်အသက်ခံရတဲ့သတင်းပါနေပြီးတော့လွန်ခဲ့တဲ့4နှစ်ကသတင်းစာကိုလည်းရှာကြည့်လိုက်တဲ့အခါမှာ2လပိုင်း29ရက်နေ့မှာလည်းအမှုတစ်ခုတွေ့ရပါတယ်။ဒါငါရဲ့မွေးနေ့ပဲနောက်တဲ့အသက်ခံရမယ့်သူကကောင်မလေးဆိုတာတည်သွားတဲ့အခါမှာတော့လွန်ခဲ့တဲ့10နှစ်ကအသက်ခံလိုက်ရတဲ့ကောင်မလေးရဲ့တငယ်ချင်းကိုရှာကြပါတယ်။ဒါပေမဲ့တငယ်ချင်းဖြစ်တဲ့သူကလည်းပောက်ကွဲမှုတွေမှာပါသွားခဲ့ပြီးတော့တည်သွားတော့ပုံရိပ်ရောင်ပဲမြင်ရတာပါ။နေရောက်သားတေချာတီးအောင်ဆိုပြီးတော့ပောက်ကွဲသွားတဲ့နေရာစီကိုသွားပြီးကြည့်တဲ့အခါမှာပုံရိပ်ရောင်တွေနဲ့ပြည့်နေပြီးတော့တရေမြို့တော်ကြီးဖြစ်နေပါတယ်။ပြန်စရာအိမ်ဆိုတာကလည်းသူတို့မှမရှိကြသလိုတရေတွေအကုန်လုံးဟာကောင်မလေးတယောက်တည်တော့မှကိုဝိုင်းမကူပဲနဲ့ထိုင်ပြီးတော့ကြည့်နေကြတာပါ။အဲ့ဒါကတော့လွန်ခဲ့တဲ့10နှစ်ကဖြစ်ပျက်ခဲ့တာဖြစ်ပြီးလူအကြားထဲမှာသိပ္ပံပညာရှင်ကိုလှမ်းတွေ့လိုက်ရပြီးတော့သူတို့ကိုမြင်တဲ့အခါမှာထပ်ပြေးသွားတော့အနောက်ကပြေးလိုက်ကြပါတယ်။သိပ္ပံပညာရှင်ကိုမိသွားကြပြီးတော့ဖြစ်ရမှန်ကိုမေးပါတယ်။လွန်ခဲ့တဲ့10နှစ်တုန်းကထူးဆန်းတဲ့ကိစ္စဖြစ်ခဲ့တယ်။ပေါက်ကွဲမှုဖြစ်တုန်းကပုံရိပ်တွေပေါ်လာပြီးတော့နေရနဲ့ဝင်သွားကြပါတယ်။သိပ္ပံပညာရှင်တွေကအမောင်လောကနဲ့ချိတ်ဖို့တဲ့စမ်းသပ်မှုတွေလုပ်ကြသလိုအဲဒီလိုလုပ်ဖို့တဲ့အသက်ရှင်တဲ့လူတွေနဲ့လည်းစမ်းသပ်ရပါတယ်။ဒီလိုစမ်းသပ်မှုလုပ်နေတော့မှပေါက်ကွဲမှုအကြီးကြီးဖြစ်သွားခဲ့ပြီးတော့ကဘေးကြီးဖြစ်သွားရပါတယ်။ပုံရိပ်တွေ့ရတဲ့ကောင်လေးဟာသိပ္ပံပညာရှင်လက်ထောက်ဖြစ်ပြီးတော့သူ့ရဲ့ကောင်မလေးကိုသူ့ကိုယ်တိုင်တက်မိလိမ့်မယ်လို့မထင်ခဲ့တာပါ။နောက်ထပ်မှုကတော့လွန်ခဲ့တဲ့6နှစ်မှာဖြစ်ခဲ့တာဖြစ်ပြီးအဲဒီမှုပြီးတဲ့အခါမှာတော့ကိုဘတာတက်တယ်လို့သွားပါတယ်။ကောင်မလေးကအမှု3ခုဖြစ်တာလေးဆိုပြီးတော့မှမတင်ကားတဲ့ပုံစံနဲ့မေးတဲ့အခါမှာလိမ့်နေတာမဟုတ်ဘူးလို့ပြောပြပါတယ်။ကောင်မလေးရဲ့မွေးနေ့က2လပိုင်း29ရက်နေ့ဆိုတာလည်းပြောပြပါတယ်။အကုန်လုံးကိုပြောပြပြီးတော့သိပ္ပံပညာရှင်ကတနက်ကိုထုတ်လိုက်ပြီးတော့ကိုဘတာတက်တယ်လို့သွားပါတယ်။နေရောက်သားပြင်ရောက်တဲ့အခါမှာတော့စကားပြောနေကြတဲ့အချိန်ကောင်လေးကိုရဲတွေကဖမ်းသွားပြီးတော့ကောင်လေးဗီဒီယိုထဲမှာတနက်ကိုတွေ့တာကြောင့်လာပြီးတော့ဖမ်းတာပါကောင်လေးကသူ့ဟာမဟုတ်ဘူးလို့ပြောပြပေမဲ့ဘလို့မှမရဘဲနဲ့ကောင်မလေးကဆရာကိုအကူအညီလာပြီးတော့တောင်းတော့မှဆရာကလည်းလွန်ခဲ့တဲ့6နှစ်ကအမှုကိုဖတ်နေတာတွေ့လိုက်ရပါတယ်ကောင်မလေးရဲ့အိမ်မှာပြင်ဆင်မှုတွေလုပ်ပြီးတော့ဖုန်းကိုဆက်ပေးလိုက်ပြီးကောင်လေးထောင်ထဲကနေထွက်လာတဲ့အခါမှာတော့ကောင်မလေးကိုမဆက်သွယ်တော့ဘဲနဲ့သိပ္ပံပညာရှင်ပေးခဲ့တဲ့အချက်လက်တွေကိုအွန်လိုင်းမှာရှာလိုက်တော့ဓာတ်ပုံတွေမှာဆရာပါနေတာတွေ့လိုက်ရပါတယ်ကောင်လေးကဆရာအိမ်ကိုလာတဲ့အခါမှာဆရာသမီးကပြရာခတ်နေပြီးဟိုပြေးဒီပြေးနဲ့အကျယ်ကြီးအော်နေပြီးတော့ခဏနေတော့ပျောက်ကွယ်လို့သွားပါတယ်။ဆရာရဲ့သမီးကလည်းလွန်ခဲ့တဲ့10နှစ်ပေါက်ကွယ်မှုမှာတည်ဆုံးခဲ့တာဖြစ်ပြီးဆရာကထွက်ပြေးနိုင်ခဲ့ပေမဲ့သမီးလေးကအထင်းမှာကြံနေခဲ့တာဖြစ်ပါတယ်။ဆရာကကောင်လေးကိုကျတော့ရိုက်ချလိုက်ပြီးတော့ခြေလက်တွေကိုကျုံးနဲ့တုပ်ကမြေမြုပ်ပစ်လိုက်ပါတယ်။ခဏနေတော့ကောင်မလေးစီကိုလာခဲ့ပါတယ်။ကောင်မလေးရဲ့လက်ကရှောက်သွားခဲ့ပြီးတော့သွေးတွေထွက်နေသလိုခဏနေတော့စာရင်းမှာရေးထားတဲ့ဒိတ်ပေတွေကိုဖြည်းဖြည်းချင်းနားလည်လို့သွားပါတော့တယ်။တကယ်ရန်သူအစ်ကသူတို့ယုံကြည်ရတဲ့ဆရာဖြစ်နေတယ်ဆိုတာသိသွားရပြီးတော့ဆရာကရန်သူမှန်းသိတာနဲ့ပဲအခန်းထဲကပြေးထွက်လာပေမဲ့ဆရာဟာကောင်မလေးကိုချော်လဲအောင်လှုပ်လိုက်ပါတော့တယ်။အဖေဖြစ်သူရဲ့ပုံရိပ်ပေါ်လာတဲ့အခါမှာဆရာကလှမ်းပြီးကြည့်လိုက်တဲ့အချိန်ကောင်မလေးကဆရာခေါင်းကိုလှမ်းပြီးတော့ရဲလိုက်ပါတယ်။အဖေဖြစ်တဲ့သူကလည်းဂျင်းနဲ့တဲ့အပြုံးနဲ့ပြုံးများလိုက်ပြီးတော့ကောင်မလေးကလည်းအိမ်ထဲကနေထွက်ပြေးလာပေမဲ့ဆရာဟာအနောက်ကထပ်ပြီးလိုက်လာတော့နှစ်ယောက်သားရေကန်ထဲကိုပြုတ်ကျသွားပါတယ်။
ရေထဲရောက်တဲ့အခါမှာတော့ကောင်လေးကိုလှမ်းတွေးလိုက်ရပြီးကောင်လေးကကောင်မလေးကိုရေကူးပြီးတော့ခဲပါတယ်ကောင်လေးရဲ့ရီးစားကတော့လက်စားချေဖို့လူဆိုးစရာကိုရေကန်နဲ့ဆွဲချသွားခဲ့ပါတယ်ရေပေါ်ကိုရောက်တော့လေအပေါ်ကိုတက်ဖို့အတွက်အားရင်မရှိတာကြောင့်ကောင်လေးကဆွဲတင်ပေးရပြီးကောင်လေးမြေမြုပ်ခံရတော့ပုံရိပ်ရောင်အဖေကကောင်လေးကိုကယ်ခဲ့တာဖြစ်ပါတယ်ပေါတူတစ်ချောင်းနဲ့ကောင်လေးကိုကယ်ဖို့အတွက်ဒီလိုနေ့ကိုစောင့်နေခဲ့တာဖြစ်ပြီးတော့ချစ်တဲ့သူတွေအကုန်လုံးဟာတည်သွားပေမဲ့မပြောက်ကွယ်သွားပေဘေးနားကအကုန်လုံးဆောင်းလျှောက်ကာကွယ်ပေးနေတာပဲဖြစ်ပါတယ်ပြီးတော့လိုအပ်တဲ့အချိန်လေးမှာပေါ်လာပြီးတော့မှအမြဲတမ်းကာကွယ်ပေးနေမှလည်းဖြစ်ပါတယ်